မင်းသိတယ်ငါဘယ်လိုသိမှာလဲ ပြောလိုက်လေကွာ ဝတ်ဒီ ရိုက်ခံရတယ်တော့ပြပြလေကွာကြောက်ကြည့်ပြောနေသူ ဟိုဘယ်လိုပြေးသွားလဲ ဟဲ့မင်းလားဆရာသူပဲဆရာသူပဲ နာမည် ဟဲ့နာမည်ပြောလေဟဲ့မင်းမသိလားငါနာမည်ဇော်ဝင်း ဇော်ဝင်း ဟုတ်တယ်ဆရာ အဖေနာမည် ဟဲ့အဖေနာမည်ဦးတင်မြဆရာဦးတင်မြတာဝင်းမှုငါသာတဲ့ သိတယ်ရှေ့လိမ့်စာ လိမ့်စာဒီရက်ကွက်ပဲလေကွာဒီညက်လိမ့်စာပဲကွာ ဒီလိမ့်စာမင်းသိတယ်ငါဘယ်လိုသိမှာလဲ ဒီကရွှေပေါက်ကန်ကွာလိုင်းသားရကွာ မျိုးသမီးနာမည် ဟဲ့မိမနာမည်你ပြောလိုက်လေကွာအမိမနာမည်ဘာလီ ဘာဝတ်ဒီ ကြောက်ကြည့်ပြောနေသူ မင်းတို့ကိစ္စရတယ်ကွာအကြောင်းရ ဟဲ့မင်းရိုက်ခံရတယ်တော့ပြပြလေကွာပြောလိုက်လေကွာမင်းညာလိုက်ရိုက်ခံနေရတာကွာမင်းနောက်ဘယ်လောက်ခံအောင်မလဲမင်းပြပြသားကြီးမင်းစိတ်ထဲမှာရှိတာတွေအကုန်ပုတ်နေတိုင်းရိုက်ခံနေတယ်ကွာဈေးဝယ်လို့ရိုက်ခံဟင်းမစောရိုက်ခံနေရတယ် ညီလေးမငိုပဲပြောကိုကြီးရေးရမှာဘာပြဿနာတက်တာလဲလာတာ10မိနစ်ပဲရှိသေးတယ်အေးစေး 10မိနစ်ရှိပြီ ဟဲ့ရောဟိုဘယ်လိုပြေးသွားလဲ သွားပြီကွာအချိန်ပြေးလို့ပြေးသွားတာဆရာရဲ့ ဘာအချိန်ပြေးသွားလဲ သူမိမသူကျုံးဝယ်ပေါ်အချိန်10မိနစ်ပဲပေးတာအဲ့ဒီအတွင်းဒီကကျွန်တော်တို့ဖြတ်နေရတာအဲ့တော့ခမရမြင်မလို့ဟုတ်သလားဒီကပြီးအောင်လုပ်လို့မရအောင်